အားလုံးပဲမင်္ဂလာပါရှင် BS for Family Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဝင်ပြပေးချင်တာလေးကတော့တရက်ယူကျူနီလေးကိုပြန်လည်ဝင်ပြပေးချင်ပါတယ်။တရက်ယူလေးရဖို့အတွက်ဖော်ရည်ပစ္စည်းရည်လေးတွေကတော့ပြည့်သီးစိမ်းလိုပါမယ်။နောက်ကြားနှင်းငယ်လိုပါမယ်။တရက်ယူလေးရဖို့အတွက်ပထမဦးဆုံးပြည့်သီးစိမ်းလေးတွေကိုဒီသိပြီးတော့အခွန်လွှာပေးရပါမယ်။အခွန်လွှာပေးတဲ့အခါမှာလည်းပပလေးတွေထိထားပေးဖို့လိုပါမယ်နော်။ပြည့်သီးသိမ်းလေးတွေကိုရေလို့အနေတော့ခွန်လွှာပြီးပပလေးထိထားပြီးတဲ့အခါမှာတော့ပြည့်ယူလေးရဖို့အတွက်ပထမဦးဆုံးမိငယ်ငယ်လေးနဲ့အုပ်ပူလေးကိုခုနကအကျဉ်းတက်သွားထားတဲ့ဒီပပလေးတွေကိုထည့်ပြီးတော့လှော်ပါမယ်။ဒီလေးတွေညှို့လာပြီဆိုလို့ရှိရင်တော့ကြားနှင်းငယ်ထည့်ပြီးတော့မှနှက်ဆက်အောင်လုပ်ပေးပါမယ်။နောက်တရက်ယူလေးစားတဲ့အခါမှာလေးပပလေးနဲ့စားလို့ကောင်းစီကိုစားနှင်းငယ်ထည့်ပါမယ်။နောက်ရေးလေးနှင်းငယ်ထည့်ပြီးတော့မှအပူစားလေးမှုပေးပါမယ်။တရက်ယူလေးကျိုးတဲ့အခါမှာဒီထားမှာကမိအညီတော်လေးနဲ့ကျိုးပါမယ်။အဲ့တော့အခုနကထည့်ထားတဲ့ရေလေးတွေခက်သွားပြီဆိုရင်တော့တကြားကိုကိုလူတလားထည့်ပြီးတော့မှအနေငယ်ချင်းထည့်ပြီးတော့မှမှုပေးပါမယ်။အခုဆိုရင်တော့အရသာရှိလာတဲ့တရက်ယူလေးရပါပြီ။မိမိတို့အိမ်မှာတရက်သေးလေးရှိုံနဲ့လွယ်လွယ်ကူကူနဲ့တရက်ယူလေးထုတ်စားလို့ရပါတယ်နော်။ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဗီဒီယိုလေးကို like and subscribe လေးနဲ့အားပေးသွားဖို့မလိုပါနဲ့နော်။ပိုကောင်းတဲ့ဗီဒီယိုလေးနဲ့တူပြန်လာခဲ့ပါမယ်။တတားပါ။